ကဲဒီနေ့ကတော့မိုးဟင်းကသွားစားမှာပေါ့နော်ဘယ်မှာစားမှာလဲဆိုတော့ကျတော့တွန်ဒီမှာသွားစားတာဖြစ်ပါတယ်တွန်ဒီမှာနာမည်ကြီးနေတဲ့ခလုတ်မိုးဟင်းကနဲ့ဒွင်းသီးခြံတွေကိုသွားမှာဖြစ်ပါတယ်အဲ့ဒါကဒီခလုတ်မွေးငါဆိုင်ကလိုင်းမှာနည်းနည်းလေးနာမည်ကြီးနေပေါ့နော်သွားစားတဲ့လူတွေလည်းများနေရဲဆိုတော့ဒါပိတ်ရက်မှာတစ်ချက်သွားစားကြည့်ရပါတော့အဆိုင်လေးကသူ့အိမ်မှာသူဖွင့်ထားတဲ့ဆိုင်မှာပဲဒီမှာကဘလို့သူ့မွေးငါကဟိုပါပေါ့နော်အဲ့လိုအစာပလာတွေတော့အများကြီးပဲတယောက်နဲ့တယောက်အကြိုက်ကတော့မတူနိုင်ဘူးပေါ့နော်ဟိုသူကတော့ထင်တာသူကပဲနည်းနည်းများတယ်ပေါ့နော်ပဲနဲ့ချက်တဲ့အဲ့လိုမွေးငါလားအဲ့လိုပုံစံမျိုးတော့ဖြစ်တယ်ပေါ့နော်ပဲနည်းနည်းများတယ်အဲ့လိုငါးနေတယ်လို့ခံစားရတယ်ပေါ့နော်ရတာနည်းနည်းပေါ့တယ်ပေါ့ကွာအဲ့လိုခံစားရတယ်ပေါ့နော်သူအကျော်ဒီပါတွေကတော့သူမှအဆုံးတော့ရှိတယ်ငဖဲကျော်လည်းကောင်းပါတယ်အဲ့သွားတဲ့ချိန်ကမိုးရွာနေတော့ဆိုင်ထဲမှာလူကတော့အများကြီးပဲအဲ့နေရာခဏစောင့်လိုက်ရဒါကအစုံနဲ့အဲ့တော့အဖွဲတွေကတယောက်ကအစုံမှာစားတာပေါ့နော်အဲ့အစုံထဲမှာအများကြီးပဲပါတယ်ပေါ့နော်အဲ့တော့ဟိုဟာနဲ့စားတယ်ပဲကြော်ငဖဲနဲ့စားတာပေါ့နော်ဒါကအစုံသမားတော့ဒါတော့ရပွဲဆိုတော့သူ့မှာအဲ့လိုစက်တုံးဦးတွေပါညာအဲ့လိုအမေတွေပေါ့နော်ဟာလားအဲ့လိုတွေကတော့အများကြီးပဲဟိုဒါပေမဲ့အဲ့အရသာအဲ့လိုမျိုးတွေပဲနဲ့ချက်တဲ့အရသာပေါ့နော်အဲ့တော့နောက်ပြီးတော့ तू ကအဲ့လိုပြစ်ပေါ့ဟင်းရထပ်တောင်းလို့ရပါတယ်ဒါပေမဲ့သူတို့ထည့်ပေးတဲ့ပုံစံစတိုင်ရကြသူအဲ့လိုပြစ်စားတာပေါ့နော်အဲ့လိုပုံစံကိုရီးယားရဟင်းရတော့နည်းနည်းတော့အဲ့လိုတော့ထပ်တော့ယူတယ်ပေါ့နော်ဒါကနောက်တော့ဖွဲ့အမှားစားတဲ့ဟာပေါ့နော်ဥပဲဦးနဲ့စားတဲ့လူနဲ့အကျော်နဲ့စားတဲ့လူနဲ့ပေါ့ကိုကတော့ပဲကြော်နဲ့ငဖဲနဲ့ပဲစားလိုက်ပါတယ်အဲ့လိုမျိုးဟင်းအရန်ပြစ်တော့ကြတော့မသိဘူးတစ်ခုလိုသလိုတော့ခံစားရတယ်ပေါ့နော်အဲ့ပြီးတော့ဒါဒူရင်သီးချံကိုဆက်သွားတယ်ပေါ့နော်ဒူရင်သီးချံတော်တော့ရှာဝင်လိုက်ရတယ်ပေါ့နော်သွားစားမလို့လားမသိဘူးဆနဝဝတော့ဖြစ်တာပေါ့တယောက်ကထွက်ကြိုတယ်အဲ့ဒါဒူရင်သီးချံရောက်ပါတယ်ဒူရင်သီးချံကတော့အကြီးပဲအဲ့အပင်တိုင်းမှာဒူရင်သီးအလုံးကြီးတွေရှိအပင်တိုင်းမှာအဲ့ဒူရင်သီးအလုံးကြီးမရှိတဲ့အပင်မရှိရောသူကတော့ဒူရင်သီးတော့မကြိုက်ဘူးဒါပေမဲ့အလုံးတွေကအဲ့လိုဒီယူရီးယားဘက်ကဝင်တဲ့အလုံးတွေလိုမျိုးပဲတော်လှတယ်ဟိုပါပေါ့နော်ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးသူမွန်တောင်းလို့တော့သူတို့ပြောတယ်ပေါ့နော်အလုံးတွေကတော်တော်လာတယ်သူကဟိုကတကေဂျီကိုသူက3000တကေဂျီကို3000နှုန်းနဲ့သူကရှူတယ်ပေါ့နော်ဒီကအပင်ကနေကိုယ့်ဘက်ကိုအဲ့လိုခူးရရပါတော့မရဘူးသူတို့ကသူကြွေတဲ့အသီးကိုပဲသူကယူပြီးတော့ဒါခြံနေပဲရှိသေးတယ်။နောက်သူသွင်းသီးထားပြီးတော့ဟိုဟာရောင်းတဲ့အိမ်ကသူကဟိုဘက်မှာတက်အဲ့လိုဆိုတော့ဒါကတော့ခြံနေကိုအရင်သွားကြည့်ကြတာအဲ့လိုသွင်းသီးမြင်ပြီးတော့ကြိုက်တော့မကြိုက်ဘူးဒါပေမဲ့အဲ့လိုအသီးတွေအဲ့လိုမျိုးကောင်းအသီးကောင်းနေပေါ့နော်အဲ့လိုအပင်မှာအဲ့လိုမျိုးတီးနေတာမြင်တော့ကြတော့မသိဘူးစိတ်ကပျော်တလူလူပါလို့တော့ဖြစ်တယ်ရောဒါကအဲ့ထဲမှာပဲရှိတယ်နှင်းသီးလားနင်းဒီအဲ့မှာအဲ့ဒါတော့ခူးစားလို့ရတယ်ကိုပေါ့ခူးစားလို့ရတယ်ကိုကတော့မကြိုက်လို့တော့မစားဘူးပေါ့နော်အဲ့မှာမိုးကလည်းရွာနေတော့ကြတော့ဒီလူကြီးကတော့အကုန်ရှင်းပြတယ်အဲ့ခြံထဲကအဲ့ဒီဒူးရင်ဘာညာပြိုးတဲ့လူပိုင်ရှင်တော့မဟုတ်အဲ့ဒူးရင်ဒီအဲ့ဒါဒီထဲမှာသေးတယ်လို့ဖြစ်တယ်နော်ဒါပေမဲ့အပြင်မှာအကြီးပဲရောနှစ်ထွာပဲသုံးထွာလောက်အဲ့လိုမျိုးရှိတယ်အလုံးကြီးอ่ะလေအလုံးဒီကြိုက်တဲ့လူတွေပြောတာသူတို့အမှတော်တော်ကောင်းတယ်ပေါ့နော်တော်တော်ကောင်းတယ်အလုံးတွေလည်းလှတယ်ပေါ့နော်ဈေးကတော့သူကတကယ်ကြီး3000ဆိုတော့ဒီအပြင်ရန်ကုန်မှာတော့ဘယ်ဈေးလဲတော့ကိုမသိဘူးပေါ့နော်ဒါပေမဲ့တန်တယ်လို့မျိုးတော့လဲခံစားရတယ်ပေါ့နော်ဘာလို့ဆိုဟိုအသီးကောင်းတယ်ပေါ့ quality ကောင်းတော့ကြတော့လေဒါဆိုအဲ့လိုမျိုးတော့ကျိုးနေအဲ့လိုထိန်းထားတာအမအသီးတွေဆိုရင်ပြွတ်နေတာပဲအဲ့အပင်မှာအဲ့လိုမျိုးလေအတွဲလိုက်အဲ့လိုမျိုးတော်တော်ကောင်းတယ်ရော
အဲ့ချံကတော်တော်ကောင်းတယ်နောက်တော့သွားခဲ့တာ2ချံသွားခဲ့တာတစ်ချံမှာကတော့တွင်းသီးကမရှိတော့ဘူးကုန်ပြီ तू က line ပေါ် तू နာမည်ကြီးပြီးအမတွင်းသီးလာဝယ်ကြ तू အပင်တွေမရှိတော့ဒါပေမဲ့ဒီချံကတော်တော်ကြီးရယ်တော်တော်လဲကျယ်တယ်အပင်လဲများတယ်အဲ့အပင်တိုင်းမှာလဲအသီးရရှိတယ်အသီးရသီးရယ်ပေါ့နော်သီးရယ်အဲ့လိုကောင်းလဲကောင်းတယ်အဲ့အသီးတွေအကုန်လုံးကလေသူကအဲ့လိုဈေးတွေပါလေမလျှော့ဘူးသူ quality ကကောင်းတော့ကြတော့သူကမလျှော့ဘူးနော်ဒါအဲ့ချမ်းမှာအဲ့မှာကျတော့သူကခုနသူကကြွေကြတဲ့အသီးကိုပဲယူတာလို့တော့သူကပြောတယ်ပေါ့နော်ကြွေကြတဲ့အသီးဆိုတော့ဟိုလိုအောက်ကိုကြွေကြမှာသူတို့ကြိုးလေးနဲ့ထိန်းထားတယ်အဲ့လိုမျိုးပေါ့နော်ဟိုအဲ့အသီးကိုပဲသူတို့ယူတယ်ပေါ့ကွာအဲ့မှာသူဒါချိန်ကြည့်ပေးတယ်ဒါအခုလောလောလတ်လတ်ကိုသူတို့ခွဲစားကြဖို့အတွက်ကိုအဲ့မှာတစ်လုံးချိန်ကြည့်လိုက်တယ်အဲ့မှာအဲ့တစ်လုံးကအဲ့ဒါ9900ကျတယ်ဒီဥစ္စာ9000တစ်လုံး9900ပေါ့နော်အဲ့အမွှာတွေကတော့အဲ့လိုမျိုးတော်တော်ကောင်းတယ်အရသာလည်းလူကောင်းတယ်ပြောတယ်စားတဲ့လူတွေပေါ့နော်ကိုရီးယားတော့မစားဘူးဗီဒီယိုပဲရိုက်နေတာဆိုအနံ့လည်းမခံနိုင်ဘူးတကယ်တမ်းကျတော့ဆိုတော့တန်တယ်လို့ပြောတယ်အဲ့ဒါအဲ့တစ်လုံးကအဲ့ဒီပကံနဲ့ဟိုပါဘောနော်အပြည့်ရတယ်ဒီအမွှာတွေလည်းကြည့်ရအဲ့လိုမျိုးလေဟိုကောင်းတယ်ပေါ့နော်ဤကြတယ်လို့ပြောတယ်အမနှစ်မွှာလောက်စားပြီးဤသွားတယ်လို့လည်းအဲ့လိုပြောကြတယ်ပေါ့နော်စားနေတဲ့လူတွေအမကိုရီးယားတော့မစားဘူးအဲ့မှာဒီလိုပဲဟိုရိုက်ဒီရိုက်ပေါ့လေဟာပြီးတော့ကျတော့အဲ့ဒါအပြန်ဝယ်ဖို့အတွက်ကိုဒါရွေးကြတာပေါ့နော်ရွေးကြတာအဲ့တစ်လုံးဆိုရင် तू ကအဲ့တစ်လုံးဆိုရင် तू ကအဲ့ဒါဆိုရင်ချိန်လိုက်တာ8000ခွဲအဲ့တစ်လုံးအခု तू ခောက်နေအလုံးဆိုရင်8000ခွဲအဲ့ဟာလည်းအဲ့လိုပဲ8000ခွဲပဲအဲ့မှာ8000ခွဲကအလွန်ဆုံးပဲကွာ8000ခွဲထက်တော့မကျော်ဘူးအလုံးတွေကလည်းတော်တော်ဒီထဲမှာတော့ तू များနေလို့လားကိုရိုက်တာပဲဘာဖြစ်လို့လားမသိဘူးတော်တော်ကြီးရရောအလုံးเนี่ยတော်တော်ကြီးပြီးလှတယ်ပေါ့နော်လှတယ်အဲ့မှာဒီဥစ္စာဆိုလဲဒါ8000ခွဲ8000 9000အဲ့လောက်ပဲကြာတာပေါ့ဒီလားအခုဒါသူတို့ကအဲ့မှာယူနေချိန်မှာသူတို့အဲ့မှာထိုင်စားကြပါပေါ့နော်ဒါ channel မှာအဲ့လိုပိန်းနေသီးတွေကတော့အဲ့မှာအများကြီးပဲအဲ့လိုကြီးတွေပဲဒါနောက်တစ်ချန်ဒီချန်ကဒီဟာ line ပေါ်မှာလေဟိုနာမည်ကြီးတဲ့ချန်ဦးစိုးလက်ချန်ဆိုတာဒါပေမဲ့သူ့ channel မှာအသီးတွေမရှိတော့အဲ့မှာအသေးလေးတွေပဲသူ့ဘာသူအဲ့ရှိတဲ့အသီးလေးပေါ့နော်အဲ့လာတော့သူအာနာလို့ဆိုပြီးတော့အဲ့အသေးလေးကိုခွဲပြီးတော့သူကအဲ့ဒါသူခွဲကြည့်တယ်အလကားခွဲကြည့်တယ်ဟာအဲ့မှာအဲ့တော့သူ့ channel ကိုတကူးကလာတာတဝယ်ဖို့ဒါပေမဲ့အသီးတွေကမရှိတော့ဘူးအဲ့မှာလာဝယ်ကြတာလေ line ပေါ်မှာပေါက်သွားတော့ကြတော့သဘောကောင်းတယ်ရောအန်တီကြီးနဲ့ဦးလေးကြီးနဲ့လေတော်တော်သဘောကောင်းတယ်အဲ့လိုအဲ့ဒါတော့သူဟွာအလကားကျွေးရပါတော့အာနာလို့တဲ့ channel ဘာညာကြည့်ပေါ့လေအဲ့ဒါပြီးတော့ကြတော့ပြန်ပါပြီရန်ကုန်ပြန်ပြီမူကလည်းကောင်းတဲ့သွားလာရသူကစိုးဘူးပေါ့နော်အဲ့တော့သူရင်ဒီကြိုက်တဲ့လူတွေအဲ့တွန်တီးမှာအဲ့လိုချမ်းရှိတယ်သွားဝယ်စားလို့ရတယ်ဆိုတာကိုပြပြတာပါဒါပါပဲ